အပိုင်းကျပြုလုပ်လိုက်ပါတယ်။ဒီတော့ဒီလိုမျိုးရှင်းနေတယ်။ရေးဖြစ်ပြီးဆိုတော့နေပါလေ။တော့ပါမယ်။ဒီနေ့တော့ထိတ်ဆက်ကြောင်းဖြစ်တော့ဒီမှာလည်းကြောက်စားရပါမယ်။sushi san okay sushi san ထားကြည့်လေးပါ你往你这边看你往你那边这提醒ဆက်ကောင်းလိုက်တာဒီခါဖက်လေးကတော်တော်ဆက်ကောင်းတာအရသာရှိလို့ချင်လေးနဲ့တူဆိုင်တယ်ပိုတော့ကောင်းသေးတယ်ကောင်းတယ်အဲ့ဒါရှင်းတယ်နော်လေးလေးတမီဘယ်လောက်ကြလဲတောင်းပါခဏနော်တမီတစ်ခါထုတ်လိုက်အောင်မရှိလေးလေးဒီမှာနော်တမီရထားခဲ့ရဟုတ်ကဲ့ထားခဲ့ရနော်မထားခဲ့လိုက်ပြီနော်ဟုတ်ခါခါလေးကိုစက်ကောင်းလိုက်တာသင်တို့ကမိသားမသားနဲ့ကောင်းလိုက်တာဟဲ့ငါပြောခဲနေရတာကြောင်ကြီးပါလေမွေးငါမွေးကကောင်းပါဟုတ်ပါညနေကျမှပဲကြောင်မွေးဆိုင်တော့ကြည့်ပဲကြောင်လေးကလေးမွေးကမကောင်းလိုက်တာဖုန်းကတော့ကြည့်ချင်
โอเคအပိုင်းလေးကိုညှော်ကြပါအောင်နော်အလုံးမတတာ